ဟုတ်ဓာတာစီစဉ်နံပါတ်1ရနမောတတသုံးကြိမ်ဖြင့်ရွတ်ဆိုပူဇော်၍ဓမ္မသဘင်ခန္ဓာဖွင့်လှစ်ပြီးတဲ့နောက်စီစဉ်နံပါတ်2ရတရားနာပရိသတ်ပေါင်းတို့မှ၅ပါးသီလခံယူဆောက်တည်၍ဒါတော်ဘုရားဓမ္မမှာတရားဓမ္မဒေနာတော်များနိုင်ဖို့ရာအတွက်၅ပါးသီလခံယူဆောက်တည်ရန်ဩဃာတကတော်ကျိုးဖြင့်ရှစ်ခိုးကြော့ကြပါကုန်သို့ဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံသဗ္ဗဒောသခတ်သိမ်းသောအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယေရနာတရားယေရနာသံဃာယေရနာယရနာမြတ်သုံးပါးတို့ကိုအယိုအသေးအလေးအမြတ်လက်စုံမိုး၍ဖြစ်ခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောပါဤရှင်ဘုရားဘောရသောကျိုးအားကြောင့်ဘေ၄ပါးက၃ပါးယပြည့်၈ပါးယံသူမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှာခါသိမ်းကင်းလို့ငြိမ့်ပြီးဖြစ်၍မတရားဖူတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤရှင်ဘုရားအဘိတိယဝိဝေဇန္တုသောကရောဂဝိနတတုလောတင်လိုက်ဟိုလှဲ့ဖို့မဟုတ်ဘူးတင်ပေး sharpness ထပ်ပေးအခုထပ်သဗ္ဗိတိယဝိဝေဇန္တုသောကရောဂဝိနတတုမာတေဘဝန္တန္တရယဒုက္ခိတိကာယုကောဘဝအဘိဝရဏသီရိတနေသံဩဒ္ဓပစာယိနောသတ္တရောဓမ္မဝဒ္ဒန္တုအာယုဝနောဒုက္ခံပလံသဗ္ဗိတိယဝိဝေဇန္တုဘေယခတ်သိမ်းတို့ကင်းငြိမ်းကြပါစေကုန်သတည်းသဗ္ဗသောကဝိနတတုဆိုရင်ခတ်သိမ်းကင်းငြိမ်းပါစေတည်းသဗ္ဗရောဂဝိနတတုယောဂခတ်သိမ်းကင်းငြိမ်းပါစေတည်းမာတေဘန္တန္တရာယသင်တို့ဘေးရန်အန္တရာယ်ပါတခုမျှမရှိကြပါစေကုန်သတည်းဒုက္ခိတိကာယုကဘဝန္တုကိုစိတ်နှစ်ပါးချမ်းချမ်းသာသာသက်ရှိကြပါစေကုန်သတည်းအသောကတိကာယုကဘဝန္တုဆိုရိကင်းကွာစိတ်ချမ်းသာစွာဖြင့်သက်ရှိကြပါစေကုန်သတည်းအရောဂတိကာယုကဘဝန္တုအနာကင်းကွာကြမ်းမှစွာဖြင့်သက်ရှိကြပါစေကုန်သတည်းအဘိဝရဏသီရိသာဘုရားတရားသံဃာယရဏသုံးပါးနှင့်မိဘဆရာကိုရှ िख ိုးသောအလေးအကျင့်ရှိကြပေကုန်သောဩဒ္ဓပစာယိနောကြီးကုံသောပုဂ္ဂိုလ်တို့ကိုအယောသေးပြုတတ်သောအလေးအကျင့်ရှိကြကုန်သောသင်္တရကောင်းပေါင်းတို့မှာအာယုစသက်တမ်းရှိခြင်း၎င်းဝနောစယောအစဉ်ကောင်းခြင်း၎င်းဒုက္ခစာကိုစိတ်နှစ်ပါးချမ်းသာခြင်း၎င်းပလံစကိုအညာအနံ့ပြည့်စုံခြင်း၎င်းအာရောဂံစအနာကင်းကွာကြမ်းပါခြင်း၎င်းဣတိသောပိစရမကျိုးတရားဤ၅ပါးတို့သည်နေဇံအမြဲမပြတ်တသက်ပါလုံးဝဒ္ဒန္တုတက်လာသောနေလိုတိုးလာသောရေလိုတနေ့တခြားတိုးတက်စီကားကြပါစေကုန်သတည်းအလဟံဗန္တိညီညွတ်ညွတ်ဆိုလိုက်ကြယမဟာဝဒာပိဓမ္မတေထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ
ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိအကုတ္တဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတရဏကမနံသံပုံနံပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာရိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပရံသမာရိယာမိကာမေတုမိစ္ဆာစာရံဝေရမဏိသိက္ခာပရံသမာရိယာမိမုဒဝါဒဝေရမဏိသိက္ခာပရံသမာရိယာမိသုရာမေရယမေသဗမတ္ဌာနာဝေရမဏိသိက္ခာပရံသမာရိယာမိဣဒံမေပုညံဘောရိညာဏတပိစယောဟောတုဗန္တေရှင်ဘုရားမေဘုရားတပည့်တော်ဤဣဒံပုညံဤကံမုတိဘောရိညာဏတဘောရိညာဤပိစယောအထောက်အပံ့သည်ဟောတုဖြစ်ပါစေတည်းသာတဝနှလုံးပြော့ပြောင်းသူတော်ကောင်းပေါင်းတို့တောင်းမေသင်တော်သည်တိတရဏေနဗျာတရားသံဃာဟုဆိုအပ်သောသုံးပါးသောကိုယ်ွယ်ရာဆုံးတရဏဂုံနှင့်သဟတုတကွပင်စင်ကသီလင်္ဂါ၅ပါးရှိသောသီလတော်မြတ်ကိုသာဒုက္ခကတ္တဝမြဲမြံအောင်ပြုကြကုန်၍အပမတိနာမမိတ်မလျောမပေါ့မတန်းထသံသောတတိတရားဖြင့်သဗ္ဗကိစ္ဆာနိအလုံးစုံကုန်သောပြုဝဲကိစ္ဆာမန္တမြကိုသံပါတိထကိုစီကိုငှပြည်စုံကြစေကုန်လောအရသောတရားချက်ခင်သူတော်စင်များဓမ္မသဘင်မစခင်မှာ30ဘုံအရ10မျက်နှာအနန္တဆက်ချဝလာမှာရှိကြသောအနန္တသတ္တဝါတွေဘေးအခသိကင်းငြိမ်းကြစေဖို့ဆင်းရဲခသိကင်းငြိမ်းကြစေဖို့နှလုံးစိတ်ဝမ်းအေးချမ်းကြစေဖို့အလုံးမေတ္တာဓာတ်တွေပို့လို့ကြရအောင်မေတ္တာဘောဇာပိုက်ကလေးတွေဘုန်းကြီးတို့ဆိုပေးတဲ့နောက်ကလိုက်ပြီးတော့တစ်ခေါက်စီညီညွတ်ညွတ်ဆိုလိုက်ကြပြီးတဲ့အခါမှာ3ခေါက်စီတညီတညွတ်ထိမေတ္တာပို့ကြရအောင်ကိုယ်စိတ်နှပြဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံး
ကိုစီသောရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမုအပုကင်းပါစေမေတ္တာရေစံကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီယံဒေါသမံတွန်းလှန်နိုင်ပါစေခန္တီတလုံးအစင်သောရွှင်ပြုံးကြပါစေဓမ္မေတ္တာစွမ်းကဘာလွှမ်းငြိမ်းချမ်းကြပါစေမေတ္တာနိသာကရလောကေသမ္မာပါတုဒုက္ခံကရောမေတ္တာတိတလရံတိဟိဒုက္ခံတုဘုဒ္ဓိတာပဇာလောကေတတ္တဝအလီလေးခောမိပောလလောကတကဘာတွင်၌မေတ္တာနိသာကရောမေတ္တာအေလူဖွေဖြူပဝင်ငွေလမင်းကြီးသည်သမ္မာတတ္တဝတတွေအေးမြစေဖို့အတရေရှုံးကကောင်းမွန်စွာဒုက္ခကရသူလည်းဝန္တာငါလည်းရှင်ပြုံးတလုံးစိတ်ဝမ်းလန်းလာယခုချမ်းသာကိုပြုလျက်ဘာတူရန်လည်းကင်ဝေဘေးလည်းမခအေးရဖို့ရှုံးမြအတရေထွန်းပပါစေတည်းမေတ္တာတိတလရံတိမေတ္တာဖွေးလျာဧဒဆောင်သည့်အယောင်ဝါတို့ဖြင့်မေတ္တာတိတလရံတိမေတ္တာဖွေးလျာဧဒဆောင်သည့်အယောင်ဝါတို့သည်ဘုဒ္ဓိတာဘုံဘုံလွမ်းထုံမွမ်းမလာထိတွေ့အကုန်သောပဇာကပခိဘွယ်ပြေးပြေး၌တည်နေများစွာတတ္တဝါတို့သည်ဒုက္ခဒုက္ခစိတ်ဧကဘေးရန်ကွာ၍ဝမ်းသာတကွချမ်းသာကြပါစေကုန်သတည်း1389ခုနှစ်ရသောလပိကျော်9ရက်ညချာကာလ9နာရီမိနစ်40ချိန်ကစတင်လို့
အင်းစိန်မြို့နယ်ပိဏကုံရပ်ကွက်ဘောဓိလမ်းမှာသေကုံမြို့သားတက္ကကြီးဦးအောင်မြို့ရဲ့အသက်65နှစ်ပြည့်မြောက်ရာဤအခါမှာဝိရိမင်္ဂလာကောင်းမှုကိုအကြောင်းပြုလို့ဆင်ကျင်းပတဲ့သီရိကုဓမ္မသဘင်ကိုမေတ္တာသီတာမေတ္တာပဒနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲသို့အားခဲ့ရောက်ရှိလာကြကုန်သောတရားချက်ခင်သူတော်စင်ပေါင်းတို့နှင့်တကွ30ဘုံအရာ10မျက်နှာအနန္တစัจ java လာ၌ရှိကြသောအနန္တသတ္တဝါတွေဘေးအခတ်သိကင်းငြိမ်းကြပါစေဆင်းရဲခတ်သိကင်းငြိမ်းကြပါစေနှလုံးစိတ်ဝါအေးချမ်းကြပါစေလို့မေတ္တာဓာတ်တွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးဆိုတဲ့အချိန်ဟာ7နာရီထိုးဖို့7မိနစ်တိတိလို့ပါဘုရားတို့နိုင်ရောက်သွားပြီဒကာဦးအောင်မြို့သက်တော်65ဆိုတော့လောကသဘောအရာပြောကြတယ်ပေါ့လေအိုပြီလို့ဒီလိုပြောကြတယ်အဲ့တော့အိုသားပြီဆိုလို့ရှိရင်ဘာဖြစ်တာလဲလို့မေးရင်တော့ရှောင်မရတဲ့ခရီးတစ်ခုကိုအကုန်လုံးပဲဒါတရွေ့ရွေ့သွားကြတယ်နတ္ထိဘိက္ခဝေဇာတနာအင်ကြတရဇရာမရဏလို့မြတ်စွာဘုရားကောသလမင်းအိုကြီးကိုဟောတဲ့စကားတစ်ခုရှိနတ္ထိမဟာရာဇဇာတနာအင်ညတရဇရာမရဏမဟာရာဇသမုဒ္ဒိနာဩမင်းမြတ်ဇာတနာဝေးပွားလာကြကုန်သောတတ္တဝါတို့မှာအညတရဇရာပရဏဇရာမရဏမှလွတ်မြောက်နိုင်ခြင်းဆိုတာနတ္ထိမရှိပဲဘူးဇာတိရှိတဲ့ပုဂ္ဂိုလ်တွေဇရာမရဏမှလွတ်မြောက်နိုင်ခြင်းမရှိဘူးကောသလဘုရင်ကြီးသက်တော်ကြီးတဲ့အချိန်သက်တော်ဘယ်လောက်လဲလို့တော့ဘုန်းကြီးတို့ဟုတ်လားအတိအကျမပြောနိုင်ပေမဲ့ခမ်းမှန်းကြည့်ရတာတကောင်မျိုးလောက်တော့ဒီဘုရင်ကြီးအသက်မရှိဘူးအသက်80လောက်လို့ဘုန်းကြီးတို့ခမ်းမှန်းတယ်မြတ်စွာဘုရားထက်သူကနည်းနည်းလေးပဲကြီးတယ်မြတ်စွာဘုရားပြိဋိဘံမဆန်းခင်ပါဒီကောသလဘုရင်ကြီးကဘုရင်ဆိုတော့လေဘုရင်အတွက် special စလုံးရှိတယ်သေတယ်လို့မပြောအောင်နတ်ရွာဆန်းတယ်ဘုရင်ဆိုတော့ပြောဘယ်နဲ့ပြောဘယ်သွားပေါ့လေဘုရင်ဆိုနတ်ရွာဆန်းတယ်သာပြောကြနော်ဒီပြစကလုံးနဲ့ပြောရင်ဘုရင်ကြတော့ဒါရိုင်းတယ်လို့ဒီလိုထင်ရအဲ့တော့ဘုရင်ကြီးအိုမင်းကြီးရောက်တဲ့အချိန်မြတ်စွာဘုရားထံမှသူရောက်လာတော့ရောက်လာပုဂ္ဂိုလ်လည်းသူကအကြောင်းလေးရှိတယ်သူကတဲ့တဝက်လောက်ပဲရှိတဲ့မန္လိကမိဖုရားကနော်ခါစောစောကွယ်လွန်သွားတယ်မန္လိကမိဖုရားကွယ်လွန်ပြီးတဲ့နောက်ဘုရင်ကြီးခက်လို့ပြောရင်တော့စိတ်ဓာတ်တွေထိခိုက်ကြဆင်းပြီးတော့စားလို့ပဝင်အိလို့မရဖြစ်ပြီးတော့တဖြည်းဖြည်းပိန်ချုံချိနေလာအဲ့ဒါကြောင့်မြတ်စွာဘုရားကိုသူသိသိပြီးတော့အမှတ်ရတယ်မြတ်စွာဘုရားကသိကြီးတဲ့အချိန်မှာသိသိအမှတ်ရတဲ့အကြောင်းစာမှာပါတယ်အသက်အရွယ်ငယ်တဲ့အချိန်တုန်းကတော့မန္လိကမိဖုရားလည်းအသက်ထင်ရှားရှိတော့သူလည်းငယ်တော့အဲ့ဒီအချိန်တုန်းကတော့မြတ်စွာဘုရားကိုမေ့နေလို့တခါတလေတလကြာမှဘုရားကျောင်းတစ်ခေါက်ရောက်တယ်လို့ဒီလိုလဲစာပါတွေ့ရတယ်
ဒီတော့စိတ်ဝင်စားစရာကောင်းတာတကောင်အောင်မျိုးရေအသက်အရွယ်ငယ်တုန်းကောသလဘုရင်ကြီးမန္လိကလည်းငယ်တုန်းဘာဖြစ်လဲဘုရားဓမ္မဟောအရောက်ကျဲသလားအရောက်စိတ်သလားဒါလူဓမ္မတာနဲ့ပဲတူပါတယ်အဲ့တော့မြတ်စွာဘုရားဓမ္မကိုသူရောက်လာတော့သူအသက်လည်းကြီးသွားပြီစိတ်ဓာတ်တွေကျဆင်းနေတာလည်းပဲဖြစ်လိမ့်မယ်နောက်ဟိုတစ်ဖက်ကမဂဒတိုင်းဘောဓလတိုင်းနဲ့မဂဒတိုင်းကဆန်းလျက်ပဲရှိတယ်မဂဒတိုင်းကဘယင်ဗေမိသာရကလည်းနိုင်ဝဆန်သွားတယ်ဗေမိသာရနဲ့ကောသလတို့ကဒါသမီးရောက်ဖတော်ကြတယ်ကောသလရဲ့နှမဝေရီဟီကမဂဒပြည့်ရှင်ဘယင်ဗေမိသာရနဲ့ညားတာအဲ့တော့ဗေမိသာရမင်းကြီးကိုလည်းပဲသားအစရတကသတ်ပြီးတော့အာနာသိမ့်သွားတော့သူသားဘောဓရဘုရင်ရဲ့သားဝိရရူပကလည်းပဲအာနာသိမ့်မလို့ချောင်းနေတော့တိုင်းရပြည်မှုတွေကဘုန်းကြီးတို့ပြိဿရေခဲလို့ပြောရင်တော့တည်ငြိမ်မှုမရဘူးမဂရဘုရင်အစရတကအဖေဗေမိသာရကိုသတ်ပြီးတော့သူကနန်းသိမ့်နဲ့အာနာသိမ့်နဲ့ကောသလဘုရင်ကောသလမင်းကြီးကိုသားတော်ဖြစ်တဲ့ဝိရရူပကလည်းအာနာသိမ့်မလို့ချောင်းနေတယ်အဲ့တော့တိုင်းရပြည်ဖို့တွေလှုပ်မကြည်မသက်ဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲအလွန်ပညာဉာဏ်ကြီးတဲ့မိဖုရားမန္လိကာကကွဲလွန်တယ်အဲ့တော့ကောသလဘုရင်ရဲ့နေရာကိုစာဖတ်ပြီးတော့စိတ်ကူးကြည့်တာ depression စိတ်ဓာတ်တွေကျဆင်းလို့ပင်မနေပုံပေါ်တယ်အဲ့ဒါကြောင့်နန်းတော်ကြီးဆွေးပြီးတော့ဟိုကဒီကပန်းတောင်ပန်းကက်တွေပြုတ်ကြကုန်တာနန်းတော်ကြီးသူမပြင်းနိုင်ဘူးမြို့တွေကလမ်းတွေတရားတွေဆွေးမိပြိုကျပျက်စီးနေတာတွေလည်းသူမပြင်းနိုင်ဘူးသူစီးတဲ့ယထာကြီးကလည်းပဲယထာအိုကြီးယထာတန်နှစ်ချောင်းပေါ်မှာတင်ထားတဲ့တဘိုးတုံနဲ့ယထာတန်နှစ်ချောင်းနဲ့ခြီထားတဲ့စီးကုန်းတော့ကနွားလဲပြန်ကြည့်ပေါ့အဲ့ဒီစီးကုန်းနဲ့တဘိုးတုံနဲ့ယထာတန်နဲ့ဒီသုံးခုခြီထားတဲ့ကိစ္စကလည်းချောင်းပြီးတော့ယထာကြီးစီးလာတဲ့ကြွကြွနဲ့ယထာကြီးကလည်းအောနေဘယ်ကြီးကလည်းစိတ်ထိခဲ့ပင်ပန်းပြီးတော့ညှိုးနွမ်းနေတဲ့အချိန်အဲ့ဒါမြတ်စွာဘုရားတန်ယထာအိုကြီးစီးပြီးတော့ဘုရင်ကြီးရောက်လာတာမြတ်စွာဘုရားကကေစီဘောကိစီခောမဟာရာဇခမဏိယံကိစီမဟာရာဇယာပနိယံမဟာရာဇသမုဒ္ဒိနာအိုမင်းမြကိစီသုဘာနိခမဏိယံခံခံခိုင်ခိုင်ရှိပါသေးရဲ့လားယာပနိယံမြတ်မြတ်တတသက်တောင့်သက်သာရှိပါသေးရဲ့လားမင်းကြီးချမ်းချမ်းမာမာမြတ်မြတ်တာသက်တောင်သက်သာရှိသေးရဲ့လားလို့ဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကကောသလနာမရာဇာနံကောသလခောတပြည့်ရှင်မင်းကိုဧမပညာဤမေကွန်ကိုအပု္စေသီလောရေးနှင့်မေမြန်းတော်မူခဲ့ပါပေသတည်းဒါလူဝတ္တရားသဘောလေးလူဝတ္တရားလူမှုရေးဝတ္တရားသဘောလေးကိုပါဠိတော့မဟုတ်ဘူးဗမာစကားတစ်ခုရှိတယ်လောကဝတ်ပြောပရိသတ်ရေပါတယ်လေအဲ့ဒီမှာကာကြီးနဲ့ဝါနဲ့ပေါင်းသွားတော့လောကုလို့ဒီလိုဖြစ်သွားတယ်လောကဝတ်ပြန်ဖတ်လိုက်
တွေးရပါအရင်မေးလဲဆိုတော့ချမ်းသာရေးဒီကောင်းလားဒီလိုရင်မေးတာဘုရား90နှစ်သက်တော်ရောက်နေတဲ့တကာအောင်မျိုးလဲမေးကြည့်လဲတယ်ချမ်းသာရေးကောင်းရဲ့လားသိပါဗျာဘုရားရဲ့ကပ္ပိယတကာကြီးစိတ်ဝင်ဒီမှာစောင့်ကြနေတဲ့ဒီကောင်းလားသင်လျော်ပါဗျာညာတော်ကြီးကောင်းနေဆိုတဲ့အဓိပ္ပာယ်မပြောနိုင်သင်္မာရဲ့ဘုရားဆိုတာကိုကရာနှုံးပြကောင်းတဲ့အဓိပ္ပာယ်ကိုမပြောနိုင်ကိုကောသလကိုဘုရားရှင်ကိုယ်တော်မြတ်မေးတယ်မဟာရာဇသမုဒ္ဒိနာဩမင်းမြတ်ကိစ္စယသောဗာနေခမနိယခံခံခိုင်ခိုင်ရှိပါရဲ့လားယာပနိယမြတ်မြတ်တတရှိပါရဲ့လားအဲ့ဒါမေးတော့ဘုရားကြီးကဟုတ်သလားမဟုတ်ဘူးလားစဉ်းစားစရာတော့ရှိတယ်သူလျှောက်ပုံကခမနိယံဗန္တိယာပနိယံဗန္တိဒီလိုလျှောက်ဗန္တိဘဂဝါဘုန်းတော်ကြည်တော်မူသောအိုမြတ်စွာဘုရားခမနိယံခန့်ငန့်ခိုင်ခိုင်ရှိပါသေးတယ်ယာပနိယံမြတ်မြတ်တတရှိပါသေးတယ်ပြိဿရဲ့ခန့်ငန့်ခိုင်ခိုင်ရှိသေးရဲ့လားဆိုတော့ဘုရင်ကြီးဘာပြောလဲခန့်ငန့်ခိုင်ခိုင်ရှိပါသေးတယ်မြတ်မြတ်တတရှိသေးရဲ့လားဆိုတော့ဘာပြောလဲမြတ်မြတ်တတရှိပါသေးတယ်ဒီကောင်းလားကောင်းပါတယ်ပေါ့ဘာမှလို့ရတော့အဲဒီလားပသေနတိကောသလနာမရာဇပသေနတိကောသလကောရပြည့်ရှင်မင်းသည်ဘဂဝန္တဘုန်းတော်ချုပ်မသကေဘုရားရှင်ကိုရောမြတ်ကောဝေါစရွှေနရောချအောင်လျောက်တရှာလေတည်းနေကောင်းလားနေကောင်းပါတယ်ချမ်းသာရဲ့လားချမ်းသာပါတယ်ဘုရားနဲ့ဘယင်နဲ့ဘုရားအပြန်လာနေကောင်းချမ်းသာတဲကြောင်းလေးတွေမေးပြန်ပြီးတော့ဘယင်ကြီးယထာဘောကဆင်းယထာဘောကဆင်းတော့လူတွေ4-5ယောက်နဲ့တွဲယူရတယ်ယထာဘောကဆင်းပြီးတော့ဘယ်ပေါ်တက်လဲလို့ဆိုတော့ဝေါ်ရင်ပေါ်တက်တယ်တဲ့လူ4ယောက်မှတဲ့ဝေါ်ရင်ပေါ်ကိုသူတက်မြတ်စွာဘုရားလှမ်းကြည့်ပြီးတော့သတိပြုမိတယ်ပြိဿကြီးမင်းကြီးစီလာတဲ့ယထာကြီးလဲအိုးနေပြီနော်ယထာကြီးဘာဖြစ်နေလဲဆွေးနေပြီကြီးချုပ်တဲ့ဟိုအထိကဩနေတယ်ယထာကနေပြောင်းစီတဲ့ဝေါ်ရင်ကြီးကလည်းဘာဖြစ်နေလဲအိုးနေတယ်ယတအိုကြီးဘကနေဝေါ်အိုကြီးဘောပြောင်းဘယင်ကြီးမြတ်စွာဘုရားလှမ်းကြည့်လိုက်တော့သပင်တွေဖြူပြီးတော့ပါးတွေကချိုက်ပါးတွေချိုက်နေတာကိုထောက်ချင်းပြီးသွားတွေကျိုးပြီးဆိုတဲ့အဓိပ္ပာယ်ကိုလည်းပဲအလိုလိုသိရအဲ့တော့အကုန်လုံးယထာရောဝေါ်ရောဘယင်ကြီးရောအကုန်လုံးဘာဖြစ်နေတာလဲအိုးနေတာအဲ့တော့အိုးရဲဆိုတဲ့ဗမာစကားဟာလေပါဠိစလုံးကမှတ်ထားဘာပြောတယ်မှတ်လဲဇရာပြောဘာပြောလဲဇရာဓမ္မစကဗုဒ္ဓနာ3လောက်ပဲဖတ်ဓမ္မစကြာလောက်ပဲဖတ်ဇရာပိဆိုလို့ရှိရင်ရှေ့ပါဆက်ရွတ်မလဲဇာတိပိဒုက္ခဆိုရင်ဇရာပိလဲဘာရွတ်မလဲဒုက္ခပဲနော်ဇာတိပရိသနေနေခြင်းကလည်းပဲဒုက္ခဟိဆိုလို့ရှိရင်ဇရာဖြစ်တော့ကိုပရိသရဲ့ချမ်းသာရဲ့လားအဲ့ဒါသက်90ငါးနှစ်ရောက်ပြီဖြစ်တဲ့ဒကာဥအောင်မျိုးကဘာလုံးနေရမှာလဲလို့မေးအဲ့ဒီဇရာဒုက္ခကိုထိုင်ကြည့်ပြီးတော့ဒါကိုသုံးသပ်နေရမှာဇရာဖြစ်လာရင်ဇရာဒုက္ခကိုထိုင်ပြီးတော့ဘာလုံးနေရမှာအဲ့ဒါကြည့်နေဒုက္ခသစ္စာကိုကြည့်နေပြီးသားအလိုလိုမဖြစ်ဘူးလား
အချိန်ကအဲ့ဒါလောက်အောင်ကောသလဘယင်ကအဲ့ဒါမျိုးမလုတ်တတ်ဘူးဘုန်းကြီးတို့ပြိဿကြီးစာပေမှာကောသလဘယင်ကသုံးသဆုံးဖြတ်ထားတဲ့စလုံးတစ်လုံးရှိတယ်မန္တဒုဗုဒ္ဓိအလုံးပြောမန္တဆိုတာကထုံထိုင်းတယ်လို့အဓိပ္ပာယ်ရဒုဗုဒ္ဓိကအသိဉာဏ်မရှိဘူးလို့အဓိပ္ပာယ်ရဘယင်ကြီးရဲ့ဇယိုက်ကပါတယ်လေထုံထိုင်းတယ်အသိဉာဏ်ခေါင်းပါတယ်မြတ်စွာဘုရားကောသလတေရဲ့မြို့တော်သာဝတိမှာဇေရွန်ကျောင်းတက်လဲပုဗ္ဗယေကျောင်းတက်လဲနေသားတာ25နှစ်အဲ့ဒါဆိုရင်ကောသလတိုင်းမှာအုပ်ချုပ်တဲ့ဘယင်ကောသလနဲ့ဘုရားဟာ25နှစ်အတူနေခွင့်မရဘူးလား25နှစ်အတူနေခွင့်ရပြီပဲဘယင်ကြီးကောသလဘာတရားဓုရလဲလို့မေးရင်ဘာတရားဓုမရဘူးအဲ့ဒါရသူ့ကိုပြောထားတာမန္တဒုဗုဒ္ဓိအလုံးပြန်ပြောဘုရားပရိသတ်အဲ့ဒီလိုမဖြစ်ကောင်းဘူးမဖြစ်သင့်25နှစ်ဘုရားနဲ့ချင်းကအတူတူနေနေရင်တစုံတစ်ခုတရားဓုတော့ရဖို့ကောင်းတယ်ဟုတ်လားဇေရုံကျောင်းကြီးဆောက်တဲ့အနာတပိန်ဆိုအ ਨੇ ဆုံးသောတပန်တော့ဖြစ်သွားသေးတယ်မဟုတ်လားဘုရားရဲ့ကြောင်းကြီးစားတဲ့ဝိသကလည်းပဲသောတာပန်တော့ဖြစ်သွားသေးတယ်။တဂရကန္တာကဆင့်တော့သူတို့တွေမတက်နိုင်ကြတာဘာကြောင့်လဲ။ဘုရားနဲ့သံဃာကိုလှုပ်ကြွေးပြုစုတာကိုအလွန်ကြောက်ကြစိုက်လွန်းတဲ့အတွက်သူတို့ကိုယ်တိုင်အထက်မဲ့အထက်ဖို့အတွက်အာထုတ်ချိန်သူတို့မရသွားဘူး။နောက်တစ်ပြောကတော့အထက်မဲ့အထက်ဖို့အာထုတ်ဖို့ရန်အတွက်ဝိပဿနာတရားဘုရားဟောပြန်ရင်လည်းပဲသူတို့စိတ်ဝင်စားဘူးဒီလိုလေးပြောရင်ပိုရင်ချေးတယ်ခက်ခဲနေနေတဲ့ခန္ဓာအာရဏဓာတ်သစ္စာတရားကိုအနာတပိန်တို့ရောဝိသခာတို့ရောစိတ်ဝင်စားဘူးအဲဒါကြောင့်သူတို့တွေဘယ်မှာရက်သွားလဲလို့ဆိုတော့သောတာပန်အဆင့်မှာရက်သွားကြတယ်သောတာပန်အဆင့်ရောက်တယ်ဆိုရင်ပရိသတ်ရဲ့ပယ်လေးပါးတကားပိတ်ပြီးတော့သူတို့တွေကနတ်ပြည်မှာရှိတယ်အစမပြေဘူးလားကောသလဘာတရားဓုမရပဲနဲ့ကွယ်လွန်သွားတာကဘယ်မှမသိဘူးစိုးရိမ်စရာကြီးအဲဒါကြောင့်အလုံးသောပရိသတ်တကောင်မျိုးကိုဗဟိုထားပြီးတော့ဘာပြောကျင်လဲဆိုတော့သေချာအောင်တစ်ခုခုတော့အရယူထားအဲ့တော့ခုနကဘုန်းကြီးပြောလိုက်တာကဘာလဲအိုလံဘီဆိုတာကိုပါဠိလိုဘာပြောလဲစရာစရာပိဆိုလို့ရှိရင်ဘာဆက်ရွတ်မလဲဒုက္ခရွတ်စမ်းစရာပိဒုက္ခအလုံးပြန်ရွတ်နောက်တစ်ချိန်ဩမင်းရင်ရောရင်ဟာဘာဖြစ်တာလဲဒုက္ခဖြစ်တာအဲ့တော့မင်းရင်ရောရင်ဆိုတဲ့ဗမာစကားပါဠိစာပေမှာဘာပြောလဲဆိုရင်ဇရာကိုဇီရဏတာလို့အဓိပ္ပာယ်ဖွင့်တယ်ဇီရဏဆိုတာဘာလဲလို့ဆိုတော့ယူဘခန္ဓာဤဆွေးသွားတာယူဘခန္ဓာဘာဖြစ်လဲဒီအင်ကြီးအသက်နှစ်ပေါင်းဘယ်လောက်ကြာပါလဲငါဒီအင်ကြီးရဲ့သက်တမ်းနှစ်တရာရှိပြီဆိုရင်အဲ့ဒီအင်ကြီးဘာဖြစ်လဲဆွေးတာဒီစေရီတော်ကြီးနှစ်ပေါင်းဘယ်လောက်ရှိလဲနှစ်ပေါင်း900 1000ရှိပြီဘာဖြစ်လဲဆွေးတာဘကနေပြီးတော့သွားကြည့်နှစ်ပေါင်း1000နီးပါးဘုရားတွေအကုန်လုံးဆွေးကုန်ပြီနော်အဲ့တော့အလုံးသဘောပေါက်လဲဇရာဆိုတာယုတ်ခန္ဓာဤဘာဖြစ်ခြင်းလဲဆွေးသွားတာအဲ့ဒီဆွေးသွားတာကိုဒုက္ခလို့ထိုင်ရှုနေရင်ပြိဿရဲ့ကောသလလောက်ပရိသတ်ရေမစိုးဘူးကောသလကအဲ့ဒါကိုရှုကိုမရှုနိုင်မာလိကခန်းစောစောကွယ်လွန်တာကိုလည်းသူစိတ်ထိခိုက်တယ်သူကိုယ်တိုင်ကလည်းထုံတိုင်းပြီးတော့ညံနေတယ်
အဲ့ဒါကြောင့်မိဖုရားကြီးမရှိတဲ့နောက်ပိုင်းစိတ်ထိခိုက်ပြီးတော့ရတအိုကြီးဆေးပြီးတော့မြတ်စွာဘုရားစီရောက်လာရတအိုကြီးဘကဆင်းပြီးတော့ထားညပါဟေ့ဝေါအိုကြီးနဲ့ထမ်းပြီးတော့ဘုရားရှိတော်မောက်ရောက်အဲ့ဒီမှာနှုတ်ဆက်ကြတာကေစီပန္တေခမဏိယံကိစီယပဏိယံမြတ်စွာဘုရားနေကောင်းလားအာနေကောင်းတယ်ယပဏိယမဟာရဇခမဏိယမဟာရဇမင်းကြီးကနေကောင်းချမ်းမှရှိရဲ့လားပြောတယ်ဝတ္တရားတိုင်းပြောတာနေပါပါနေကောင်းပါလေဘောဘောမှာသိလျော်သလိုလေးထိုင်ပြီးတော့အိုဘေးရိပ်ရော်နေတဲ့ဘယင်ကြီးမြတ်စွာဘုရားကိုယ်တော်မြတ်ကိုမေးခွန်းလေးတစ်ခုအဲ့ဒီမှာမေးတယ်အာတိနုကပန္တိဇာတတအညတရဇရာမရဏပန္တိဘဂဝါဘုန်းတော်ကြီးတော်မူသောအိုမြတ်စွာဘုရားဇာတတဇာတိရှိတဲ့ပုဂ္ဂိုလ်တွေမှာအညတရဇရာမရဏဇရာမရဏမှာလွတ်မြောက်နိုင်တယ်ဆိုတာမျိုးဟာအဋ္ဌိဒုက္ခရှိမှရှိရလားလို့ဘဂဝန္တဘုန်းတော်ချုပ်ပါသငယ်ဘုရားရှင်ကိုရောမြတ်ကိုဤမံပညာဤမေခောငောအပေါစီသိလောယေနဲ့မေးမြန်းရှာလေတည်းအရိနုခပန္တိဇာတတအညတရာဇရာမရဏဒီမှာပြောပြမယ်ပရိသတ်ကြီးစိုက်ပြီးတော့နတ်တော်ကြည်သာဇာတိရှိတဲ့ပုဂ္ဂိုလ်တွေဇရာမရဏမှာလွတ်မြောက်နိုင်ရဲ့လားဇာတိဆိုတာပရိသတ်နေခြင်းပေါ့ဇရာဆိုတာကအိုခြင်းပေါ့မရဏကဇာတိဆိုပြီးဖြစ်လာရင်ဇရာမရဏကိုရှောင်လို့ရပါမလားအေးကောသလရဲ့မေကောဘုရားတော်ဘိနေကောကတရားဓမ္မတွေကိုကိုဒါထပ်တလဲလဲမေးထားတောဇာတိဆိုပြီးတော့ခုဖြစ်လာကြပြီတရွေ့ရွေ့နဲ့တနေ့ပြီးတနေ့ဘာဖြစ်လာနေကြပြီလဲolder getting older and older how we can liberate from decay and death တော်ရည်အိုခြင်းနဲ့သိခြင်းကဘယ်လိုလုပ်ပြီးတော့လွတ်မြောက်အောင်ရှောင်တိန်ရပါမလဲရှောင်တိန်တဲ့ဤရှာကြည့်ပြိဿရဲ့နေစနစ်ရှိရအိုခြင်းနဲ့သိခြင်းကလွတ်အောင်ရှောင်တဲ့ဤစနစ်ရှိလားအဲ့ဒီစနစ်ကိုသင်ပေးတဲ့သင်တန်းကြောင်းကိုရှိရလားရှိဘာနေဘဂဝါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဇာတသဇာတိရှိတဲ့ပုဂ္ဂိုလ်တွေမှာအညတရဇရာမရဏဇရာနဲ့မရဏမှာလွတ်မြောက်နိုင်တယ်ဆိုတာကအဋ္ဌိဒုက္ခရှိမှရှိသေးရလားလို့ဘဂဝန္တဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကိုဤမံပညာဤမေခောငောအပုစီသိလောရင်းနဲ့မေးမြန်းရှာလေတည်းမေခောပရိသတ်ကြီးနားလဲတယ်နော်ဇာတိဆိုပြီးတော့ဖြစ်လာရင်ဇရာနဲ့မရဏမှာလွတ်မြောက်နိုင်တဲ့ဤရှိလားတဲ့တယ်လေးပြောအောင်မွေးလာတဲ့ပုဂ္ဂိုလ်တွေအိုခြင်းနဲ့သိခြင်းကလွတ်မြောက်နိုင်ပါမလားအဲ့ဒီမင်းကောင်းကိုထပ်တလဲလဲပြီးပြီးတော့အာလုံးအလွတ်လွတ်ချ95နှစ်တော့ရောက်နေပြီဖြစ်တဲ့တကားအောင်မြို့မေကောထပ်တလဲလဲမေးအလွတ်လွတ်အလောက်ကဘာလုပ်မလဲဆိုခုနကစကားသုံးလို့ဇာတိပိကိုဘယ်လိုဆက်လဲဒုက္ခဇရာပိကိုဘယ်လိုဆက်လဲဒုက္ခဗျာတိထက်လဲအောင်ဗျာတိပိလည်းပဲဒုက္ခပဲ
မရဏံပိသေရဆိုတာလေဇာတိလည်းပဲဒုက္ခဇရာလည်းပဲဒုက္ခဗျာတိလည်းပဲဒုက္ခမရဏလည်းပဲဘဝအစဘာနဲ့စဇာတိနဲ့စဘာနဲ့စဒုက္ခနဲ့စ beginning of the life ဘဝရဲ့အစမှာနော်ဘာနဲ့စလဲဒုက္ခနဲ့စဘဝရဲ့အဆုံးဘဝတစ်ခုဘာနဲ့ဆုံးသလဲမရဏနဲ့ဆုံးတယ်မရဏံပိပါတယ်လေဒုက္ခနဲ့စတဲ့ဒီဘဝမှာဘာနဲ့ဆုံးသွားလဲအလေကောင်ဇရာဗျာတိကကောဒုက္ခလားဩဘဝဆိုတာဘာလဲဒုက္ခတွေကြီးပြည့်နေတာပဲ life is a full of suffering အဲ့ဒါကိုထပ်တလဲလဲရှင်းနေဖို့ဒီကနေ့ဘုန်းကြီးတို့အလေးနဲ့တက္ကအောင်မြို့ကိုတိုက်တွန်းတယ်အဲ့ဒါဘဝရဲ့အနှစ်သာရပဲကျန်တာတွေကတော့ကောသလလို့အချင်းကုန်သွားလိမ့်မယ်ကောသလကအသက်80ကျော်ပြီဘာလို့နေလဲဆိုမန္လိကသေတာသူလွန်းပြီးကြံရက်တယ်တက္ကအောင်မြို့ဒကမကြီးရှိလားဒကမကြီးရှိသေးလားမရှိတော့ဘူးလွတ်နေသေးလားကောသလဘေကသူဒကမကြီးသူလွတ်နေတာဘေရင်ကြီးကစိတ်ဓာတ်တွေထိခိုက်သူ့ရဲ့မိဖုရားကြီးမန္လိကလွန်းပြီးတော့သူဘုရားစီရောက်လာတာရောက်လာတော့သူလည်းပဲအိုးနေပြီအဲ့တော့အိုးနေတဲ့ဆိုတဲ့ပုဂ္ဂိုလ်သိချင်းမှလွတ်မြောက်နိုင်ပါမလားဆိုတာကသူဒါဘုရားလာမေးတယ်အဲ့တော့အလောသောသူတော်ကောင်းတွေခုနကစလုံးလေးတစ်လုံးကရအောင်ယူတာဘဝရဲ့အစဘာနဲ့စဒီလိုလေးပြောအောင်ဒုက္ခနဲ့စဘာနဲ့ဆုံးလဲဒုက္ခနဲ့ဆုံးတယ်လဲကောင်းနှလုံးစရာနဲ့ဗျာတိဘာတွေလဲအစလည်းဆုံးသုံးပါလုံးတစ်ဘဝလုံးဘာတွေကြီးလဲအဲ့ဒါလေးထိုင်ရှုပြီးတော့သုံးသပ်နေရင်ဝိပဿနာမဖြစ်တော့ပြိဿရဲ့သံဝေကဖြစ်တယ်ဗျာဘဝကိုကြောက်ပြီးတော့မုန်းလာတဲ့သံဝေကဖြစ်ရင်အဲ့ဒီသံဝေကဉာဏ်ခါအဲ့ဒီပုဂ္ဂိုလ်ကိုအပေါ်ပို့လိုက်ဒါပေမဲ့ကောသလဘယင်ကတော့သေခြင်းမှလွတ်မြောက်တဲ့နီးများရှိမလားဆိုပြီးတော့ဒါဘုရားလာမေးတော့မြတ်စွာဘုရားကိုရောမြတ်ကဖြေလိုက်မယ်နာတိကမရာဇဇာတတအိညာတရဇရာမရဏမဟာရဇသမုဒ္ဒိနာအိုမင်းမြတ်ဇာတတဇာတိရှိတဲ့ပုဂ္ဂိုလ်တွေမှာဝါမွေးလာတဲ့ပုဂ္ဂိုလ်တွေမှာအိညာတရဇရာမရဏဇရာမရဏမှာလွတ်မြောက်နိုင်တယ်ဆိုတာကနတ္တိတဇောတစီတယောက်တလေမြမရှိပေဘူးလို့သတ္ထာနတ်လူတော်ဆရာမြတ်စွာဘုရားကိုရောမြတ်တိဝေါစကရုဏာရှိရှုဟောပြတော်မူခဲ့ပါပဲသတည်းနာတိကမရာဇဇာတတအိညာတရဇရာမရဏဇာတိနဲ့လာတဲ့ပုဂ္ဂိုလ်တွေဇရာမရဏရှောင်မရဘူးဒိဋ္ဌိပြန်ထပ်ပြီးတော့ပြောခြင်းသေးတယ်ဇာတိနဲ့လာတဲ့ပုဂ္ဂိုလ်တွေဇရာမရဏကိုရှောင်လို့မရဘူး nobody can escape from decay in death we come in through vela ဇာတိကလာ but တော်တော်လေးပြောရင်မွေးရင်တော့သိရမှာဇာတတမရဏံဟောတိဇာတောဒုက္ခနိဖုတတိဇာတသမွေးလာတဲ့ပုဂ္ဂိုလ်တွေမှာမရဏတရားခြင်းဆိုတာဟောတိဖြစ်တယ်ဇာတောဇာတိရှိတဲ့ပုဂ္ဂိုလ်တွေကဒုက္ခနိဒုက္ခတွေကဖုတတိခံစားရမယ်ဇာတိရှိတဲ့ပုဂ္ဂိုလ်တွေဘာကိုပဲရမလဲဒုက္ခတွေကိုရမယ်ဘာဒုက္ခလဲသုံးလို့ဇရာယေဗျာတိယေမရဏယေအဲ့ဒါကြောင့်ဇာတတဇာတိရှိတဲ့ပုဂ္ဂိုလ်တွေဟာအညတရဇရာမရဏဇရာမရဏမှ
လွတ်မြောက်ခြင်းဆိုတာနတ္ထိဘယ်လိုနည်းနဲ့မှမရှိနိုင်ဘူးလို့သတ်ထားနတ်လူတော်ဆရာဘုရားရှင်ကိုရောမြတ်သည်ရိညောမင်းကြီးရဲ့ပညာမေခောငေါဗျာကရောတိဆုပ်ဆိုင်မရှိဟုတ်တဲ့မှန်စွာဖြစ်ကြတော်မူလိုက်ပါပဲတည်းယေပိတေမာရာဇာခတ္တိယမဟာသာလာမဟာရာဇသမုဒိနာဩမင်းမြတ်လောကီလောကကြီးထဲမှာခတ္တိယမဟာသာလာအနဇက်အလွန်ပြင်းထက်တဲ့မင်းတွေရှိတယ်အနဇက်အလွန်ပြင်းထက်တဲ့ဘာတွေရှိလဲဒေပိတောအနဇက်အလွန်ပြင်းထက်တဲ့မင်းတွေတောင်မှအညတရဇရမရဏဇရမရဏမှာလွတ်မြောက်တဲ့ဆိုတာနတ္တိတယောက်တလေမြမရှိပဲဘူးမြေပြင်ပေါ်မှာရှေးတော်ကပြောတဲ့ဇဗုရိပါပေါ့လေမြေပြင်ကြီးတစ်ခုလုံးခဏထဇဗုရိပါဆိုတာအိန္ဒိယပြည်ကိုပြောတာမင်းပေါင်းဘယ်လောက်ရှိတယ်လို့ကြားဘူးလဲတရားတစ်ပါးဘယ်လောက်လဲအိုးဗမာနိုင်ငံဗကံမှာလှမ်းကြည့်လဲမင်းဆက်ပေါင်း56ဆက်ဟုတ်လားအဲ့ဒီမင်းတွေအာနဆက်အလွန်ပြင်းထက်တဲ့မင်းတွေခုဘယ်နှယောက်ကြံသေးလဲမဟာရာဇသမုဒိနာဩမင်းမြတ်ယေပိခတ္တိယမသာလာခြင်းအာနဆက်အလွန်ပြင်းထက်တဲ့မင်းတွေကဇဗုရိပိဇဗုရိပါနဲ့အဋ္ဌိသံနေရှိကြလေကောင်း၏ဒေသံပိရာဇာနာတုအာနဆက်အလွန်ပြင်းထက်တဲ့မင်းတွေတောင်မှအညတရဇရမရဏမှာလွတ်မြောက်နေတယ်ဆိုတာနတ္တိတစိုးတစီတယောက်တလေမြမရှိပဲဘူးအနဆက်အလွန်ပြင်းထက်တဲ့မင်းတွေလည်းပဲသိခြင်းမှလွတ်မြောက်တယ်ဆိုတာတယောက်တလေမှမရှိဘူးခတ္တိယမာသာလာမြေပြင်ကမင်းပြောတယ်ဝေဟင်ကမင်းတွေလည်းကြည်လဲအောင်နတ်ပြည်6တက်ဆိုလို့ရှိရင်တော်တော်လေးလွယ်လွယ်စဉ်းစားနမင်းကြီး6ပါးပေါ့ဗျာဟုတ်လားနမင်းကြီးဘယ်နှပါးအဲ့ဒီနမင်းကြီး6ပါးဟောသိရင်ဘေးကလွတ်မြောက်တယ်ဆိုတာရှိရလားဒါပေမဲ့ကံကောင်းတာလေးတစ်ခုတော့ရှိတယ်ကိုယ်ကောသလမေအသက်ရွယ်ကြီးအိုမင်းတော့ဘု து သတိရတယ်မြတ်စွာဘုရားသတိရတယ်ဒါလေးရကောင်းကိုယ်တာပရိသမရှိနေတဲ့တရားမင်းနော်မာကဆိုတဲ့တရားနတ်သက်စေသေကတိတော့ဒီကိုယ်လုံးကနေဘာတွေဖြစ်လဲဆိုတော့တစ်အဝတ်ကအယောင်နေမှိန်သွားတယ်ကိုယ်ကအယောင်နေမှိန်သွားတယ်ပန်းနေညှိုးသွားတယ်နတ်စည်းစိမ်မှာမပြောဘူးပြီးတော့ခန္ဓာကိုယ်ကချွေးတွေထွက်လာတယ်ဘယ်နှမျိုးလဲအဲ့ဒါနတ်မြတ်သေကနိယဒီနမိတ်၅ပါးထင်အဲ့ဒီနမိတ်၅ပါးထင်တော့ဟာငါဓာတ်ပြည်မှာနေရဖို့အချိန်ဘယ်လောက်ကြံသေးလဲလို့ရှိတော့တညပဲခြံတော့အဲ့ဒါဆိုရင်တော့မသေးခင်ဆင်းတရားနာဦးမယ်ဆိုပြီးတော့တာဝရိန္ဒာကနေဆင်းချလာမြတ်စွာဘုရားကဘယ်မှာနေလဲအိန္ဒသာလလှိုင်ကူထဲမှာရသကြိုရှိပဲနေမဝင်သေးဘူးစီးစာအချိန်လေးမြတ်စွာဘုရားစီဝင်ပြီးတော့သူတရားနာမြတ်စွာဘုရားဓမ္မောတရားနာတော့မေကွန်မောင်းသူ14ခုမေးတယ်နဲ့3 4 5 6 9ရောက်တော့မေကွန်ကဗာမေကွန်ဖြစ်လဲလို့ဆိုတော့ဒီလောကကြီးမှာဒုက္ခသန္တရာကိုချင့်ထွင်တဲ့တရားပါဠိလိုပြောရင်ပပင်စတရားပြောကြည့်သားဒုက္ခနယ်ပယ်ကိုချဲ့တဲ့တရားကိုဘာခေါ်လဲအဲ့ဒီပပိစတရားကတဏှာမာနဒိဋ္ဌိဒီသုံးလုံးအဲ့ဒါချုပ်အောင်ဘယ်လိုလုပ်မလဲလို့သူဘုရားကိုမေးတာမြတ်စွာဘုရားကတဏှာရဲ့တရားမိယာဟာဝေဒနာပဲအဲ့ဒါကြောင့်ဝေဒနာစိုက်ရှုရင်ဒီတဏှာချုပ်တယ်လို့ဒါလေးဟောလိုက်တာဒါလေးမဟုတ်ဘူးဒီတရားဟောလိုက်တာအဲ့ဒီမင်းကောနဲ့အဖြေလဲဆုံးရောတရားမင်းဘုရားရှိလှိုင်ကူတဲ့တရားနာရင်နဲ့သောတာပန်ဖြစ်တယ်
သောတာပန်ဖြစ်ပြီးတော့တရားနာရင်ဘုရားရှေ့မှောက်မှာသိသွားတယ်သိပြီးတော့တရားအသစ်ပြန်ဖြစ်သွားခန္ဓာကိုယ်အဟောင်းပဲရောက်လဲလို့မေးအလိုလိုပျောက်သွားတယ်ဒီလူတွေသေသလိုအလောင်းကြီးကြံနေတာမဟုတ်ဘူးနတ်များသိရင်အလောင်းမရှိဘူးအဲ့တော့တရားတဝက်မေကောခုနှစ်ပုဒ်ကတရားဦးတရားဟောင်းဘဝမှာတရားနာတယ်နောက်ကျန်နေတဲ့မေကောခုနှစ်ခုကတရားအသစ်ဆက်ဆက်နဲ့တရားနာတယ်ပြိဿကြီးပြောစရာကြီးအဲ့ဒီလိုတရားမင်းနှစ်ဘဝတရားတစ်ပုဒ်တည်းကိုနှစ်ဘဝနာတာဘယ်သူသိလဲဆိုဘုရားပဲသိတယ်သူကသူသိတယ်သူနောက်ကပါလာတဲ့နတ်ပရိသတ်8000ဘယ်သူမှမသိလိုက်အဲ့ဒါဆိုလိုတာကဘာလဲလို့ဆိုတော့အဲ့ဒီလိုနော်အိုမင်းရင်ရောပြီးတော့စိတ်တွေပင်ပန်းလာတဲ့အချိန်ကောသလမင်းကြီးဘုရားကိုသတိရသလိုတာဝရိသနတ်ပြည်ကတရားမင်းဘာသတိရလဲဘုရားကိုသတိရသလိုအလုံးသတိလေးရလိုက်ကြမယ်ဆိုလို့ရှိရင်ပြိဿရဲ့ဘဝမှာထောက်ရတီရမိရအများကြီးဖြစ်တယ်ဆိုတာကိုအဲ့ဒါလေးအပိုလေးဘုန်းကြီးတို့ထည့်ပြောသွားတာပါဒီနေ့တာဝရိသရှိနေတဲ့တရားကိုမေးကြည့်တရားတစ်ပုဒ်ထက်မင်းဘယ်နှဘဝနာလဲမေးရရှေ့ပိုင်းတစ်ပိုင်းကိုသကြအိုးဘဝနဲ့နာတယ်နောက်ပိုင်းတစ်ပိုင်းကိုသကြပြူဘဝနဲ့နာတယ်တပုတ်ထဲနှစ်ဘဝတရားနာပြီးတော့နတ်ပြည်ပြန်ရောက်သွားတာမြတ်စွာဘုရားကဟောနေလိုက်တာရတ္တဖို့ပေါက်တဲ့ဒီဟောတာတရားမေရတ္တဖို့မပေါက်ဘူးသောတာပန်ဖြစ်နေရက်သွားတယ်ဘာကြောင့်သောတာပန်ဖြစ်မှရက်နေလဲလို့ဆိုတော့တရားအသစ်ပြန်ဖြစ်ပြီးပြီလဲဆိုရောနော်အဲ့ဒီတရားအသစ်ကလေးကဆက်လက်၍တရားသူမနာကျင်တော့ဘာဖြစ်လို့မနာကျင်လဲသဘောပေါက်ကြလားအေးစိတ်ဝိပယာကြီးပဲနှစ်ယောက်ဒါကြောင့်ကိုအောင်မျိုးမေးကြည့်သေးတာရှိသေးလားလို့သူစာတာရဲ့သူတပါရဲ့သူစိတ်တာရဲ့သူနန္ဒာရဲ့တရားမင်းမိဖုရားအကြီးပဲနှစ်ယောက်လဲ4ယောက်အယံက2ကလေးနဲ့5သန်းလေတရားဆင်းနာတာကနိဗ္ဗာန်အတွက်မဟုတ်ဘူးတဲ့ဗျအဲ့ဒီစည်းစိမ်နေနဲ့ခွဲရမှာဆိုလို့တရားစည်းစိမ်ပြန်ရဖို့တရားနာတာတဲ့တရားနာနည်းကိုကဟာမကြတာတခါမျိုးတည်းရဲ့ဒီပိနေကုန်းကလူတွေတရားနာတာကတော့ဘာရွယ်ချက်လဲဆိုတာဘုန်းကြီးတော့မသိဘူးအဲ့တော့တရားမင်းကရွယ်ချက်ကသီးသီးလေးရဲ့စည်းစိမ်ကိုမစွန့်နိုင်ကောသလလည်းခုဘုရားစိတ်လာပြီးတော့မေကုန်းကထုတ်နေတယ်အာတိနကပန္တိဇာတသအိညတရဇရာမရဏဇာတိရှိရင်ဇာတိနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တွေဇရာမရဏကလွတ်မြောက်နိုင်ပါမလားနာတိကမဟာရဇာတသအိညတရဇရာမရဏမဟာရဇသမုဒိနာဩမေမြဇာတသဇာတိရှိတဲ့ပုဂ္ဂိုလ်မှာအိညာတရဇရာမရဏမှာလွတ်မြောက်နိုင်တဲ့ဇရဏတိတဇောတစီမရှိပဲဘူးလို့ရိညောမင်းကြီးရပညာမေကောငောဗျာကရောတိစုံဆိုင်မရှိဥဒ္ဓမံစွာဖြေချတော်မူခဲ့ပါပဲတည်းမဟာရာဇသမုဒိနဩမင်းမြခတ္တိယမသာလဝါအာနစေအလွန်ပြင်းထက်တဲ့မင်းတို့သည်၎င်းပြေမနမဟာသာလဝါပစ္စည်းဥစ္စာအလွန်ပိုးတဲ့ပုံနာတွေ၎င်းမင်းတွေကတော့အာနစေထက်ဒါသံလေးအကင်ပြီးတော့ထက်မြက်တဲ့အာနစေနဲ့ဟဲ့တော့မွေးတော်လာပြီဟဲ့နာခြင်းနဲ့သိခြင်းအနာမကနဲ့သံလျင်းနဲ့တားလို့ပြိဿကြီးရမလားမရဘူးဥစ္စာပစ္စည်းအလွန်ကျွယ်ဝတဲ့တထေးတွေပစ္စည်းဥစ္စာတွေပုံသုံးပြီးတော့အိုခြင်းနဲ့သိခြင်းအနာမကနဲ့ပိုက်ဆံငွေကြေးတွေနဲ့တားရင်ဟောပြိဿကြီးရနိုင်လားဗျမနမဟာသာလဝါ
Yamana Madana Surakara Pirithumo Pambiro Tamyao Tade Ponari Wira Donyango Yupandra Zabiro Hey Najene Dije Namakane Ojene Dije Namakane Wira Dumbune dying o Yala Mende Leve Anane Dalumiau Ponari Le Pirin Dumbune Dalumiau Ateri le busy osane, la tolo dijing o shanzilo, meow. Eraja Maraja the Mudina o Mimia Zadata Zadi Shire Bokorema. Enyadara Zara Marana Zara Maranago, Shanglebuyan Zura. Na Hondi Veloni Nema Viene Mula Dada Nalu Siamia Sobia Koromiaka. Renya Mini Epinya Mego Biakarodi. So say Meshi Ode Manza Piejaro Mulai Babe the D. Maharaja the Mudi Naomi Mia Ye be de Arahanda Kina Dawa Wudi Dawa Lage Loga Donge Bondon Biena Wudi Dawa Chin those at the Mata Wibadana Jinsin Manamiago, a gong long chin thona Mujago Bido. Breaking at Thayos and Athayos in Joseph Yoga Gono Piata Mujago Bido. Arahanda Gidida Kathing or Chonina Muzi Jago Bido. Kina the Wagilida and the Wakwalayo Kana Mujago Bido. Ye be Jayana the Gashin the Miajiro the Liati than the Shijagon the E. Kirida can they join Bido? I thought they are liba go some Bido. Nayos in Joseph Yogo Piato, Mujagon Bide, Yahanda Bogoji de Shide. Did them be a young guy, Ediana Bogoji, Kana Goji Lebe. Bidana Damo Biasi in the Boshide. In the other Waliago can be the Yosi Joseph Yogo Piabida Yana Bogojidi. Kana go ma dauma Bidana Damo. Ready? Biasi in the Boshide. Bashila? Neki Banadamo. Some be in the Boshide. Solari Vega do Oshulendo, Yana Bogujiri, Kanagu, Dauma, Dick. Yes, see in the bonnet, nigga, some beer in the Bojide. Yashin Goramia, letter of Galaga, Garigrachi, Buena Mujada, Yana Bogujiri, Digane, Benaba Chandela. The Bama Majamu, Zaburi Bama, Maybound Dea, Anazana, the Jingo Da, Benaba Chandela. Menela, the Bama Majamu. Eraja Nati Zatata Amarana Di Chego Nalongo Mira Nijabo Alongo Boniro Taidona Nadi Zatata Amarana Zatata Muila de la Bogoriga Amarana Matibusura Nati the Zodazi Mashibebu Muila Matibusura Mashibu Maharaja the Mudina Omimia Sirandi Virazarada Dusenda Todari Ramizara Ubedi That is Adamana Zara Ubedi Dandoha with the Biba Yandi That we may many Nasizi Tong Beke Bega Bega Babe Yao Yao Ma Odo Teya Mahaundo Teya Sura Shide Kidde Sanidi Pyong Jene Pyong Karari Chajene Chanyang Jene Chanyang Zigamu Perama Ma Ore Teya Takushide Maharaja the Mudina Omimia Dose Dala Sanjeza Di Sautagondo Raza and di with the men and Oji Zirandi Suikon Yabi Padra Bingi and Oji Dayan Sama say only Buchako, Mabien 9.
မဟာရာဇသမုဒိနာအိုမင်းမြတ်သုစိတ်ဓာလွန်လွန်ဆန်းဆန်းကြကြတိဆောက်ထားကုန်သောရာဇရထာမင်းစည်းတဲ့ယထာကြီးတွေစီရန်တိဆွေးကုန်ကြပြီပရိသတ်ရဲ့မင်းစည်းတဲ့ယထာကြီးတွေဘာဖြစ်တယ်မင်းနန်းတော်ကြီးတွေအကုန်လုံးဘာဖြစ်နေပြီဆွဲကုန်ပြီမဟာရာဇသမုဒိနာအမင်းမြတ်ထောထောပြရိညောပိတရိတံတေရိညောပိတရိတံသေမင်းကြီးရဲ့ခန္ဓာကိုယ်လည်းပဲဇရံဆွေးမြေရွရွအုံမင်းခြင်းသောဥပိ္ပဒိတရွရွချင်းကနေလေပြီမေခန္ဓာကိုယ်လည်းပဲတရွရွနဲ့အိုတဲ့ဘက်ကိုချင်းကနေပြီကောသလဘယသူကိုသူငုတ်ကြည့်ပုံပေါ်တယ်ငုတ်ကြည့်ပြီးတော့ဘုရားပြည့်နေတော့သူပြန်မကြည့်နိုင်သူစီးထားတဲ့ထိုင်းနေတဲ့ဝေါအူကြီးကြည့်သူစီးလာတဲ့ယထအူကြီးကြည့်တယ်ရှင်တဲ့တော်ကြီးလည်းဆွဲပြီးယထာကြီးလည်းဆွဲပြီးသူစီးလာတဲ့ဝေါကြီးလည်းပဲဆွဲတယ်သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးခြေစွမ်းကောင်းဆုံးကြည့်လိုက်တော့အယိုးတွေနဲ့အရည်တွေခတ်ပြီးတော့အသွေးနဲ့အသားကဘာဖြစ်နေပြီလဲခံ6လို့မဲနေတဲ့သပင်လေးတွေကဖြူအောင်ပြောင်းသွားကြည်လင်နေတဲ့မျက်လုံးမကြည်တော့မှန်ကြီးတွေနဲ့ကူရတယ်ကြားနေကြနာကောင်းကောင်းမကြားတော့ဘာဖြစ်လဲဆက်တတ်32ချောင်းသောသွားကျိုးကုန်တော့ထွန်သွားကြီးတွေလိုဖြစ်ကုန်တော့သွားဆက်ရတယ်မဲနဲ့နေတဲ့သပင်ဖြူသွားတော့အကုန်လုံးကတ္တရာစီသုတ်ကြတာပေါ့ဗျာဟုတ်တယ်မို့လားကြာရံဖာမှာလောက်ရတင်းပြီးတော့ဣနေတဲ့ပါးလေးတွေဘိုးသီးနုနုနေလန်းသလိုရှုံးကုန်တော့အဲ့ဒါဘယ်လိုလုံးခွဲစိတ်ခန့်သွားခွဲစိတ်ပြီးတော့ဟလာအရေးတွေလှီးပြီးတော့ပြန်ချုပ်ပေါ့ဗျာဥရောပတို့အမေရိကတို့မှာတော့အဖွားကြီးတွေဒါပဲလုပ်နေကြတာသောစေတာလောလဆန်းဆန်းကြဲကြဲတိဆောက်တာကုန်သောရာဇနိဝေဒနာမင်းနန်းတော်ကြီးတွေစီရန်တိဆွေကုန်ကြပြီသောစေတာလောလဆန်းဆန်းကြဲကြဲတိဆောက်တာကုန်သောရာဇရထာမင်းစည်းတဲ့ယထာကြီးတွေလည်းပဲစီရန်တိဆွေကုန်ကြပြီအထာထောပြရိညောပိတရိရာသင်မင်းကြီးရဲ့ခန္ဓာကိုယ်လည်းပဲဇရံဆွေးမြင်ရွရွအော်မင်းခြင်းသောဥပိ္ပဒိချင်းကနေပြီပါဏသို့သောအဓိပ္ပာယ်သိရှိပါဏသို့သောသတိစ္ဆဓမ္မောသူတော်ကောင်းတို့ရဲ့တရားကတော့ပြောပါပါတယ်လေသတိစ္ဆဓမ္မောသူတော်ကောင်းတို့ရဲ့တရားကတော့ကုဒသနံဘယ်ခေတ်ဘယ်ကဘယ်ကဘာပဲရောက်ဇရံဆွေးမြင်ရွရွအော်မင်းခြင်းတို့နဥပေတိမရောက်နိုင်ဘူးဘယ်ခေတ်ဘယ်ကဘယ်ကဘာပဲရောက်နေ့တည်းဘလောက်ပဲကြာညောင်းစေကမူဘယ်တော့မှမဟောင်းတာမပြောင်းတာကတော့ဘာရှိလဲသူတော်ကောင်းတရားဘယ်တော့မှမအိုတာဘာရှိလဲလေးသိန်းချင်းကဘာတသိန်းမှာဘုရား28စုပွင့်တယ်ဘယ်နှစုလဲပထမဆုံးပွင့်တော်မူတဲ့ဘုရားကတနှင်္ကရကိုနောက်ဆုံးပွင့်သွားတာကဂေါရမဘုရားတနှင်္ကရဘုရားဘာဟောလဲပေးရသစ္စာဘယ်နှပါဟောလဲ၄ပါးတနှင်္ကရပြီးတော့သရဏင်္ကရပွင့်လာတယ်ရှေ့ကဘုရားကသစ္စာကို၄ပါးဟောတယ်ငါတော့၅ပါးဟောမဟေးလို့နောက်ဘုရားလှုပ်သေးတာတော့ကောင်းတယ်လေသာသနာမှာနော်သူတော်ကောင်းတရားဟာပြောင်းเสียမလိုဘူးနော်ဘာဖြစ်လို့ပြောင်းเสียပြင်เสียမလိုသလဲလို့ဆိုတော့ဟောင်းကိုမဟောင်းဘယ်တော့မှမဟောင်းတဲ့အတွက်ကြောင့်ပြောင်းเสียပြင်เสียမလိုတာဘာပဲရှိလဲသူတော်ကောင်းတရားအဲဒါကြောင့်အိုခြင်းမှာလွတ်မြောက်ခြင်းတဲ့ပုဂ္ဂိုလ်တွေခန္ဓာထဲမှာအပြည့်စုံထက်ဗာထက်မလဲသူတော်ကောင်းတရားပြည့်စုံတဲ့ဒါဘယ်တော့မှမအိုတော့ဒါပဲမဟုတ်လားရှိရဘုရားကသစ္စာ၄ပါးကတဲ့ဘာသစ္စာဟောလဲဒုက္ခနှစ်ပါးဟောလဲဒုက္ခကမစနဲ့ကွာသမုဒယကစဟောမယ်သမုဒယသစ္စာဒုက္ခသစ္စာ
နောက်တော့ပွင့်တဲ့ဘုရားတွေကဒီလိုများပြောင်းပြန်လှန်ပြီးတော့ဟောသွားသေးလားသစ္စာဆိုတာမှန်လွန်းလို့ပြင်เสียပြောင်းเสียမလိုဘူးမဟာရာဇသမုဒ္ဒိနာအိုမင်းမြတ်တတေသဓမ္မသူရကောင်းတို့ရဲ့တရားဂါရကုဒသနာပဲခေပဲအခါဘယ်ကဘာပဲရောက်ရဇရံဆွေးမြစ်ယို၍အိုမင်းချင်းသောနာဥပေတိမရောက်နိုင်ဘူးလို့သတ္တနတ်လူတော်ဆရာမြတ်စွာဘုရားသခင်ညမင်းကြီးရဲ့ပညာမေကုံးကိုဗျာကရောတိစောဆိုင်မရှိအုတ်တိုင်းမှစွာဖြေကြတော်မူခဲ့ပါပဲတည်းဘယ်တော့မှမဟောင်းတာပါရှိလဲဘယ်တော့မှမအိုရတရားကပါရှိလဲဘာနေဘဂဝါဘုန်းတော်ကြည်တော်မူသောအိုမြတ်စွာဘုရားယာဝဆရာအိုရတဲ့အခါမှာသာဓုကောင်းတယ်ဆိုတာကိဉ္တုပါရှိရင်ကောင်းလေမဟာရာဇသမုဒ္ဒိနာအိုမင်းမြတ်ယာဝဆရာအိုတဲ့အခါမှာသာဓုကောင်းတယ်ဆိုတာကသီလနဲ့အိုမကောင်းမယ်သူရကောင်းတရားတွေကအခြေခံကြကြဘာနဲ့အိုရင်ကောင်းသီလနဲ့အိုမကောင်းမယ်လူအိုကြီးတွေဘာရှိဖို့လို့လဲသီလနော်ကာယကံပြည့်နဲ့ဝစီကံပြည့်အပြည့်နှစ်ပါးကိုဆေးကြောတဲ့ကျင့်စဉ်ဟာသီလကာယကံပြည့်နဲ့ဝစီကံပြည့်အပြည့်နှစ်ပါးဆေးကြောလို့ကာယကံပြည့်ကင်းတန်ရှင်းဝစီကံပြည့်ကင်းတန်ရှင်းငါကာယကံနဲ့ငါဝစီကံကတန်ရှင်းဖြူစင်တဲ့ဟိဆိုရင်ပြိဿရဲ့စိတ်ထဲမှာပျော်စရာမကောင်းဘူးလားကြီးကြီးလင်းလင်းနေပြီးတော့ကြီးကြီးလင်းလင်းသိဖို့ရတဲ့အလုံးသီလနဲ့အိုကြရမယ်လို့နံပါတ်1ဒုတိယနှစ်ခုမြော်ယာဝဆရာဩသိတံသာဓုကောင်းတာကိသုပါရှိသေးလဲအာရဇသမုဒ္ဒိနဩမေမြတ်ဒုတိယနှစ်ခုမြော်ယာဝဆရာဩသိတံသာဓုကောင်းတယ်ဆိုတာကတော့တတ္ထာပဋိဋ္ဌိတာပြိဿရဲ့တတ္ထာပြောပါပါတယ်လေဘုရားတရားသံဃာကိုယုံကြည်တဲ့တရားခိုင်ခိုင်မြဲမြဲရှိရင်လူအိုကြီးတွေအိုရတာအကျိုးရှိတယ်ဒုတိယဘာနဲ့အိုမလဲတရားနဲ့အိုမယ်တရားကစိတ်ကိုကြည်လင်စေတယ်နော်အဲ့တော့ကြည်ကြည်လင်လင်အိုဖို့ရတဲ့ဒုတိယပရိသတ်ကြီးဘာရှိရမလဲသတ္တပဋိဋ္ဌိတာတရားခိုင်ခိုင်မြဲမြဲနဲ့အိုမယ်ဆိုရင်ယာဝဆရာဩရတေဩသာဓုကောင်းတယ်လို့သတ္တနတ်လူတို့ဆရာမြတ်စွာဘုရားကရိညောမင်းကြီးအားအဝါစာကရုဏာရှိရှုဟောပြတော်မူခဲ့ပါပဲတည်းဘာနေဘဂဝါဘုန်းတော်ကြည်တော်မူသောအိုမြတ်စွာဘုရားတတရားသုံးခုမြောယာဝဆရာဩသိတံဝသာဓုကောင်းတယ်ဆိုတာကိဉ္တုပါရှိသေးလေမဟာရဇသမုဒ္ဒိနာဩမေမြတ်တတရားသုံးခုမြောယာဝဆရာဩသိတံဝသာဓုကောင်းတယ်ဆိုတာကတော့ပညာနရဏံယတနာနရဏယရဏလူတို့ရဲ့ဘဝမှာယရဏနဲ့တူတဲ့ပညာရှိရင်အိုတဲ့အခါကောင်းတယ်လို့သတ္တနဲ့လို့ဆရာမြတ်စွာဘုရားကိုရောမြတ်ကဝေါစကရုဏာရှိရှုဟောပြတော်မူခဲ့ပါပဲတည်းတတိယဘာနဲ့အိုရင်ကောင်းပညာဆိုတာအသေးစိတ်ကိုသိခြေပြားကသပင်မြတ်တလံမြတ်ရှိတဲ့ဒီကိုယ်ထဲမှာဘာတွေရှိသလဲဆိုတဲ့အရှိတရားကိုအသေးစိတ်သိရမယ်အဲ့ဒီခန္ဓာရဲ့အရှိကိုအသေးစိတ်သိတာကိုဘာခေါ်လဲပညာဘာခေါ်လဲဟောဒီပါအကြီးတစ်လုံးဆောက်တာဒီဇိုင်းကလူနေဖို့ဆောက်တာအကယ်၍သာတည်းရင်ဆိုင်ပေါင်းစိန်တောင်တွေတက်ပြီးတော့ရွှေတွေချမှန်တွေစီးလိုက်လို့ရှိရင်ဩ
မြတ်စွာဘုရားတရင်သုံးတော့ဘုရားကြောင့်ဖြစ်မသွားဘူးလားဒီဆောက်ဦးပဲဘယင်ကြီးနဲ့မိဖုရားကြီးတက်နေတော့အိမ်မဟုတ်တော့ဘူးကျောင်းမဟုတ်တော့ဘူးရွှေနန်းတော်ကြီးဖြစ်မသွားဘူးလားဒီဆောက်ဦးပဲအခုလည်းပဲဒီမှာလူဆိုတာတစ်မျိုးတရိစ္ဆာန်ဆိုတာတစ်မျိုးနတ်ဆိုတာတစ်မျိုးခေါ်ခြင်းလို့သာခေါ်နေတာတရသားကတော့ဘာနဲ့ဘာလဲလို့မေးရင်အိမ်လို့ကျောင်းလို့နန်းတော်လို့အကောင်လုံးဖြိုချဖျက်ချကြည့်လိုက်ဒီအိမ်ကြီးတစ်လုံးကိုဘာနဲ့ဘာရလဲဆိုရင်တန်ချောင်းရဲ့အုတ်ခဲရဲ့တစ်သားရဲ့ဒါပဲရတယ်မဟုတ်လားနန်းတော်ကြီးဖြစ်လဲဒါပဲအိမ်ဖြစ်လဲဒါပဲကျောင်းဖြစ်လဲဒါပဲမဆေကြီးကြီးကျင်ငယ်စွန့်တဲ့အိမ်သားဆိုတာလဲတစ်သားရဲ့တန်ရဲ့အုတ်ခဲရဲ့ဒါပဲမဟုတ်လားအဲ့ဒီအရှိတရားကိုသိတာကိုဘာခေါ်လဲပညာခေါ်လူလိုပဲခေါ်ခေါ်တိရစ္ဆာန်လိုပဲခေါ်ခေါ်နတ်လိုပဲခေါ်ခေါ်ဒီဇိုင်းကြီးပြောင်းသွားလို့နာမည်အမျိုးမျိုးပြောင်းတာနှစ်ချောင်းထောက်မတ်မတ်ကြီးသွားတော့လူခေါ်တာလေးချောင်းထောက်ကန့်လန့်ကြီးသွားအမိတကောင်းကောင်းတယ်ဆိုတော့ခွေးတွေနွားတွေဖြစ်ကုန်တယ်ဒီလိုမဟုတ်လားဖွဲ့စည်းတည်ဆောက်တဲ့အခါမှာတော့သုံးခုတည်းပဲစိတ်ရဲ့စေတသိက်ရဲ့ရုပ်ရဲ့ဘယ်နှမျိုးလဲခွေးဆိုတာလည်းစိတ်စေတသိက်ရုပ်ပဲလူဆိုတာလည်းစိတ်စေတသိက်ရုပ်ပဲနတ်ပြမှာလည်းပဲအဲ့ဒီအရှိတရားကိုသိတာကိုဘာခေါ်လဲပညာယာဝဇရာဩဒိတေဟတတ္တိယသုံးခုမြောက်ပညာရှိရင်ယာဝဇရာဩဒိတေဟသာဓုကောင်းတယ်လို့သတ်ထားနတ်လူတော်ဆရာမြတ်စွာဘုရားကိုရောမြတ်ကရိညာမင်းကြီးရဲ့ပညာမေကောင်းကိုပြကရတိဆောက်ဆိုင်မရှိဟုတ်တဲ့မှစွာဖြေကြတော့မူခဲ့ပါပဲသတည်းရိသာယေပါရိပဲအိုနေနေဘယ်သောကမှမအိုတဲ့တရားကတစ်သီလရဲ့နှစ်ကသတ္တာရဲ့သုံးကပညာရဲ့လေးထည့်လိုက်အောင်မယ်မဟာရာဇသမုဒ္ဒိနဩမေမြသတုတ္တံလေးခုမြောက်ယဝဇရဩဒိတေဝသာဓုကောင်းနေတဲ့ဆိုတာကတော့ပုံညာသောရိဟိဒုဟရံသခောရမြတွေခိုးဝဲလို့မရတော့ယံသမျိုး၅ပါးတက်ခဲ့ဖြစ်စည်းလို့မရအောင်ကောင်းမှုကိုများများကြီးစုဆောင်ထားဧသားရေဘာတွေဒါနဆိုတာလေကောင်းမှုပဲမဟုတ်လားပေးတာသိကောင်းတယ်လေကောင်းတဲ့ဘာထုံးနဲ့ထိမ့်သိမ့်နဲ့နော်ဒီ discipline တွေစိတ်ကန်းတွေမကောင်းဘူးလားကောင်းတယ်စိတ်ကိုထိမ့်နဲ့နော် mental discipline mental stability ဒါတွေရောမကောင်းဘူးလားကောင်းတယ်ငါပါလဲလို့ဆိုပြီးတော့စီစစ်တဲ့ပညာရောမကောင်းဘူးလားသုံးလုံးဒါနသီလသမာဓိပညာရှေ့ကပြောခဲ့တဲ့ဥစ္စာပြန်ပေါင်းတာအဲ့ဒီလေးခုပေါင်းကိုဘာခေါ်လဲပုံညာအလိုပြောဟိယာဝဇရာဩဒိတံအောင်သတုတ္တံလေးခုမြောက်သာဓုကောင်းတယ်ဆိုတာကတော့သောရိဟိဒုဟရံယသမျိုး၅ပါးလူရဲ့ဖြစ်စည်းလို့မရနိုင်တဲ့ပုံညာကောင်းမှုရှိရင်တော့အကောင်းဆုံးပါပဲရဲ့လို့သတ်ထားနတ်လူတော်ဆရာမြတ်စွာဘုရားကိုယ်တော်မြတ်ကရိညောမင်းကြီးရဲ့ပညာမေကောင်းကိုဗျာကရောတိဆောက်ဆိုင်မရှိဥဒ္ဒိမှန်စွာဖြေကြတော်မူခဲ့ပါပဲသတည်းနတ်တော်ကြီးတွေဆွေးကုန်ပြီယထာကြီးတွေဆွေးကုန်ပြီမင်းစည်းတဲ့ယထာကြီးတွေဝါတွေအကုန်လုံးဆွေးကုန်ပြီမင်းကြီးရဲ့ခန္ဓာကိုယ်ကြီးလည်းပဲတဖြည်းဖြည်းဘာဖြစ်လဲဆွေးနေဘယ်တော့မှမဆွေးနိုင်တာကတော့ဒါနရဲ့သီလရဲ့သမာဓိရဲ့ပညာရဲ့အဲ့ဒီကောင်းမှုဆိုတဲ့သူတော်ကောင်းတရားတွေခန္ဓာတဲ့များများကြီးကိန်းအောင်လှုပ်ထားနိုင်ရင်ပြိဿရေဘယ်ကလွတ်လဲအညာတရစရာမရဏ
စရမရဏကလွတ်မြောက်နိုင်လိမ့်မယ်ရဲ့လို့အထာနလိတော်ဆရာမြတ်စွာဘုရားကိုရောမြတ်ကဝေါစကရုဏာရှေရှုဟောပြတော်မူခဲ့ပါပဲတည်းကျောင်းတွေကနေအိမ်တွေမြို့တွေရွာတွေနန်းတော်တွေယထာတွေဆွေးခြင်းတိုင်းဆွေးဘယ်ခေတ်ဘယ်ကဘယ်ကဘာရောက်ရောက်ဘယ်တော့မှမဆွေးတာမဟောင်းတာမအိုးတာပါလေဟိသူတော်ကောင်းတရားအချင်းချုပ်ပြောထားတယ်ဘယ်နှပါလဲတစ်ကသီလနှစ်ကတတ္တသုံးပညာလေးကောင်းမှုဟုတ်လားအဲ့ဒါကြောင့်အားလုံးတကဥအောင်ပြောကိုဘ ਹੁ ထားဘာတွေအစိပ်ပင်းတဲ့ကောင်ကတပိတကာရမတွေအတွက်နော်အိုခြင်းနာခြင်းသိခြင်းမှလွတ်မြောက်ဖို့နဲ့ဘယ်တော့မှမအိုတဲ့မနာတဲ့မသေးတဲ့တရား၄ပါးလက်ကင်ထားပြီးတော့အိုသိတိုင်အောင်လဲကောင်းရပါစေနာသိတိုင်အောင်လဲကောင်းကြပါစေသိပြီးသည့်နောက်ဘဝအဆက်ဆက်အထိအားလုံးကောင်းကြပါစေလို့ဆုတောင်းပြီးတော့ဘုန်းကြီးတို့ဟောပြောပွဲဒီကုံ6ပြီးကိုင်အားလုံးအမြဝေပြီးတော့ခန္ဓာပြီးဆုံးကြရအောင်ဣဒံမေပုံဉ္ဘောရိညာဏတပစ္စယောဟောတုအရှင်ဘုရားဘုရားတပည့်တော်တို့ဤဓမ္မဒါနဓမ္မပူဇာဓမ္မသဝနာဓမ္မဒေသနာဤကောင်းမှုသည်ဘောရိညာဤအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုကုသိုလ်ဖို့ကို30ပုံရှင်လီကောင်းသောနတ်လူပြမတတ္တဝါအပေါင်းတို့အားအညီအမျှဝင်ခပါကုန်၏ထိုထိုများစွာတတ္တဝါတို့သည်ဤကောင်းမှုကိုရှားသိကြ၍အမြတ်ရ၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ပါစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောယုတိစွာခြေတော်ဆုံးဥက္ခကြောင့်တော်မှာဒီဆရာတော်ကြီးဖျားဆရာတော်ကြီးဖျားဟောကြားတော်မူသောတရားတော်များဖျားပြီးတော်များနာကြားပြီးတဲ့နောက်ဓမ္မပူဇာဆက်ကပူဇော်လူတန်းတဲ့အစီအစဉ်ဆောင်ရွက်ခွင့်ပြုတော်မူပါဗျာအချိန်တိုအတွင်းမှာပြီးစီအောင်ဆောင်ရွက်ပါမည်ဗျာဦးဆရာတော်ရဲ့ယာယီကပ္ပိယကာရက